Eco Special Program ကိုဘာကြောင့်တက်ဖြစ်ခဲ့ရလဲရှင်ဟုတ်ကဲ့ Eco Special Program တက်ဖြစ်ခဲ့တဲ့အကြောင်းအရာ Eco ကဒီအချိန်၄လအတွင်းမှာဂျာမန်စာကို BIS level ထိရအောင်သင်ပေးနိုင်မှာတော့နိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒီဂျာမန်ကိုအများဆုံးသွားဖို့နီလန်ကလည်း BIS ရမှာဖြစ်မှာဆိုတော့လေအဲကြောင့်အချိန်တိုတွင်းမှာသင်ပေးနိုင်တဲ့ Eco ကိုရွေးချယ်လိုက်တာပါဟုတ်ဂျာမန်စာကိုအချိန်တို၄လအတွင်းမှာသင်ယူရတဲ့အတွက်အကိုအတွက်စိန်ခေါ်မှုတွေလည်းရှိခဲ့လားမသိဘူးဟုတ်ကဲ့အဓိကစိန်ခေါ်မှုကတော့အချိန်၄လအတွင်းမှာအရန်ယူနေရောညရောစာတွေအများကြီးလုပ်ခဲ့ရတာပေါ့နော်ကျွန်တော်တို့စာနဲ့လည်းဝေးနေလို့ဆိုတော့အရန်ယူပြင်ပန်းခဲ့ပါတယ်ဒါပေမဲ့ဒီဆရာတွေကျောင်းကဆရာတွေတင်ကြားပေးမှုနဲ့ကိုယ်တိုင်စူးစမ်းမှုတွေကြောင့်တော့အောင်းလုံးလုပ်နိုင်ခဲ့လို့ထင်ပါတယ်ဟုတ်ဂျာမန်စာကိုပေါ့နော်အခုကနေစတင်ပြီးလေ့လာမဲ့သူတွေရဲ့ဂျာမနီနိုင်ငံကိုအများဆုံးရောက်ချင်နေတဲ့သူတွေအတွက်ဘလို့အကြံလေးများပေးချင်ပါလဲရှင်ဂျာမနီကိုအများဆုံးရောက်ချင်တယ်ဆိုတော့အဓိကကတော့ရွေချက်တစ်ခုထားရမှာပေါ့နော်ဂျာမနီကိုသွားဖို့အတွက်ကိုရွေချက်တစ်ခုထားမယ်ဒီဇိုင်းမဲ့ကြိုးစားရမယ်ဂျာမန်စာကိုဒီအများဆုံးသင်ပေးနိုင်တဲ့ Eco အကြောင်းမှလည်းလာပြီးဆက်သွယ်ဖို့လိုပါမယ်ခင်ဗျဟုတ်ကဲ့ခုလိုဖြေကြားပေးရတဲ့အများကြီးကျေးဇူးတင်ပါတယ်ရှင်ဂျာမနီနိုင်ငံမှာလည်းအောင်မြင်မှုတွေရရှိပါစေလို့ Eco ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါရှင်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ